ညတန်းခေါင်ရန်မိုးတိတ်အဆက်အချင်းလူသူကင်းမဲ့ပြီးတိတ်ဆိတ်အေးဆက်နေတဲ့အဝေးပြေးလမ်းမကြီးတစ်ခုဒီလမ်းမကြီးကောင်မှာမယ်ရီဆိုတဲ့ကောင်မလေးတယောက်သူ့ရဲ့ကားလေးကိုမောင်းနေပါတယ်ကားအင်ဂျင်တန်းကလွှဲရီဘာအတမ်းမှမကြားရတဲ့ဒီလမ်းခရီးမှာသူမကိုစောင့်ကြိုနေတဲ့အရာတစ်ခုရှိနေတယ်ဆိုလားမယ်ရီမသိခဲ့ပါဘူးလမ်းကဘယ်တော့မှမဆုံးနိုင်တော့ဘူးလို့စိတ်ပြက်စရာတွေးနေတော့မှာပဲမယ်ရီရဲ့ကားမီးရောင်အောက်မှာအနစ်ရောင်ကားအိုလေးကစည်းကိုတွေ့လွှတ်ရလေကားဘေးမှာတော့အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်အသည်းအသန်လက်တားနေကြတာပေါ့မယ်ရီလေတနားစိတ်ဝင်ပြီးကားကိုရပ်ပေးလိုက်တယ်သူတို့နာမည်ကဂျွန်းနဲ့မိုးနဲ့ကားပြစ်နေလို့ရှေ့နားကဒိုးဂိတ်အထိလိုက်ပို့ပေးပါလို့အကူအညီတောင်းကြတယ်။မယ်ရီကသဘောကောင်းတဲ့အတိုင်းသူတို့ကိုကားပေါ်တင်ခေါ်လာခဲ့တယ်။မွန်းကရှေ့ခန်းဂျွန်းကနောက်ခန်းပေါ့။ဒါပေမဲ့ကားပေါ်ရောက်တာနဲ့ထူးဆန်းတဲ့အငွေ့အသက်တွေစတင်လာပါတော့တယ်။ပထမဆုံးတတိထားမိတာကမွန်းရဲ့လက်အိတ်တွေပါ။ဆေးရုံသုံးလက်အိတ်လိုမျိုးပြီးတော့အဲ့ဒီပေါ်မှာသွေးချောက်စွန်းနေသလိုအဆက်အပြောက်တွေဓာတ်မတည့်တဲ့ယောဂကြောင့်ဝတ်ထားတာပါလို့စင်ကြေပဲပေမဲ့မယ်ရီစိတ်ထဲမှာတော့တမျိုးကြီးဖြစ်နေခဲ့တယ်ပေါ်ပြီးကြောက်ဖို့ကောင်းတာကနောက်ခန်းကဂျွန်းမှာဒီလမ်းပေါ်မှာကားစီးရင်လူတွေပျောက်သွားတတ်တယ်လို့ပြောပြီးတာနဲ့မယ်ရီနောက်ကြည့်မှန်ကိုကြည့်လိုက်ချိန်မှာဂျွန်းတကယ်ပျောက်သွားပါတယ်ဟာလာဟင်းလင်းကြည့်ပေါ့ရုတ်တရက်ဂျွန်းကကားရှိမှာကားရှိကနေပြန်ပေါ်လာတော့မယ်ရီဘရိတ်အုပ်လိုက်ရတယ်။ဖနက်ချွတ်မလို့ကရုံးလိုက်တာပါလို့ပြောပေမဲ့ဒါဟာတာမန်မဟုတ်တော့ဘူးဆိုတာသိတာနေပါပြီ။လေထုကိုပေါ့ပဟောင်ဆိုပြီးမွန်ကတရေစက်လန်းတွေစပြောပါတယ်။ GPS ပေါ်ကအဆက်ကလေးလိုက်လာတဲ့အကြောင်းလမ်းလေကောင်ကအဖြူရောင်အရိပ်တွေပေါ့။မယ်ရီကမကြောက်ပါဘူးလို့ညင်းပေမဲ့စိတ်ထဲမှာတော့ကနာမငင်ချစ်လာတယ်။အဲ့ဒီအချိန်မှာပဲကားရေဒီယိုကနေကြောက်စရာကောင်းတဲ့ကြော်ညာတန်တစ်ခုထွက်လာတယ်။မယ်ရီလန့်ပြီးရေဒီယိုကိုပိတ်လိုက်ချိန်မှာရှေ့မှာလမ်းနှစ်ခွာကွဲသွားတာကိုတွေ့လိုက်ရတယ်။ GPS ကဘယ်ဘက်ကိုညွှန်နေပေမဲ့ကားပေါ်ကလင်မယားနှစ်ယောက်ကဘယ်ဘက်ကိုမသွားပါနဲ့လို့တားကြတယ်။ဒါပေမဲ့မြေပုံအတိုင်းပဲသွားမယ်ဆိုပြီးမယ်ရီဘဲဘက်လန်ကိုရွေးချယ်လိုက်မိတယ်။အဲ့ဒါဟာသူမရဲ့အကြီးမားဆုံးအမှားပါပဲ။လမ်းကပို့ပြီးလူပြက်လာတယ်။မြူကိုတွေထူထပ်လာတယ်။ရုတ်တရက်လမ်းဘေးမှာမှောက်နေတဲ့ကားတစ်စီးကိုတွေ့လိုက်ရတယ်။အနီရောင်မီးလုံးတွေလင်းနေစေပဲ။မယ်ရီစိတ်ကြည့်တဲ့အခါကားဘေးမှာမိန်းကလေးတစ်ယောက်ရဲ့အလောင်းလဲရောက်နေတာကိုတွေ့လိုက်ရတယ်။မယ်ရီအနားကပ်ပြီးတေချာကြည့်လိုက်တဲ့အခါအဲ့ဒီအလောင်းဟာသစိမ်းမဟုတ်ပါဘူးမယ်ရီကိုယ်တိုင်ဖြစ်နေခဲ့တယ်ငါပြောသားပဲဘယ်ဘက်လမ်းကိုမရွေးပါနဲ့လို့မိုးနဲ့ဂျွန်းတို့ရဲ့အတန်ထွက်လာတယ်လွှဲကြည့်လိုက်တဲ့အခါသူတို့ဟာလူပုံစံမဟုတ်တော့ပါဘူးမီးလောင်တန်းရာတွေနဲ့သွေးစွန်းနေတဲ့အဝတ်အစားတွေနဲ့တရဲပြီလူတွေဖြစ်နေကြပါပြီငါတို့လည်းမတော်တဆဖြစ်ပြီးကြတဲ့ဒီလမ်းမှာပိတ်မိနေကြတာအခုနင်လဲငါတို့နဲ့အထူတူပေါ့လို့ပြောရင်သူတို့အားလုံးမြူကိုရီတဲမှာပျောက်ကွယ်သွားကြပါတယ်ခဏအကြာမှာတော့အဲ့ဒီလူသူကင်းမဲ့တဲ့လမ်းမကြီးပေါ်ကိုနောက်ထပ်ကားတစ်စီးမောင်းဝင်လာပြန်ပါတယ်လမ်းဘေးမှာတော့လူ၃ယောက်မွန်ဂျွန်းနဲ့သူတို့ရဲ့အလယ်မှာမယ်ရီ၃ယောက်သားနောက်ထပ်သားရောင်ကိုစောင့်ရင်းလက်တားနေကြပါတော့တယ်ဒီလမ်းကဘယ်သူကိုမှတယောက်ထဲထွက်သွားခွင့်မပေးပါဘူး